ကျွန်တော် line မော်ကမိတ်ဆွေများကျွန်တော်ကဒီမဲ့ပေါ့ဒီပွဲကိုကျွန်တော်တို့ကမွေးကနန်းပေါ့မွေးကနန်းဒဲ၄ခွက်ကိုကျွန်တော်တို့ကဒါတသိန်းပေါ့ဗျာနော်တသိန်းကိုကျွန်တော်တို့ကဒါမထွက်ရင်ကျွန်တော်ပြန်ပေးမှာပေါ့ပြန်ပေးမှာပေါ့နော်ကြောင့်မွေးကနန်းကျွန်တော်ဒဲ၄ခွက်ကိုကျွန်တော်တို့ဒါတသိန်းမှာပေါ့နော်မထွက်ရင်ကျွန်တော်တို့ပြန်ပေးမှာပေါ့အဲ့ဒါကိုကျွန်တော်တို့က6ဦးရောက်လာပြီဗျာနော်ကျွန်တော်တို့က6ဦးရလာပြီ6ဦးရပြီပေါ့6ဦးရပြီဆိုကျွန်တော်တို့က6ဦးရပြီဆိုတော့ဒီမဲ့ဗျာ2ဦးဒီမဲ့2ဦးဗျာဒီမဲ့2ဦးဗျ6ဦးရပြီပေါ့နော်အဲ့ရောကျွန်တော်တို့ကဒီမဲ့2ဦးဗျဒီမဲ့2ဦးဗျဒီမဲ့3ဦးဗျနော်ဒီမဲ့ကျွန်တော်4ဦးဗျနော်ဒီမဲ့ကျွန်တော်တို့5ဦးဗျနော်5ဦးဆိုဒီမဲ့2ဦးဗျ6ဦးဗျနော်2ဦးဒီမဲ့2ဦးဒီမဲ့3ဦးကျွန်တော်တို့4ဦးကျွန်တော်ဒီမဲ့5ဦးကျွန်တော်တို့6ဦးဗျာနော်6ဦးဆိုတော့ကျွန်တော်တို့က6ဦးရပြီဆိုတော့ကျွန်တော်တို့ဒါ6ဦးရပြီပေါ့ဗျာနော်6ဦးရပြီဆိုတော့ကျွန်တော်တို့ကဒါကျွန်တော်4ဦးပဲကြံတော့ပါပေါ့ဗျာနော်4ဦးပဲကြံတော့မှာပေါ့ဒါတသိန်းမှာ4ဦးပဲကြံ4ဦးရဲ့ကျွန်တော်တို့ဒီ4ဦးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကနောက်တဲ့လုံးဝကိုကျွန်တော်တို့၄သူပြီးရင်၄ဦးနောက်ဆုံးလုံးဝမရောင်းပါဘူးလုံးဝကိုကျွန်တော်တို့မရောင်းပါဘူးအာမခံမရောင်းမရောင်းတော့ပါ10ဦးတည်းပါလုံးဝကိုလုံးဝကိုကျွန်တော်တို့ဒါမရောင်းတော့ပါဘူးနော်မရောင်းတော့ပါဘူးကျွန်တော်တို့ဒါ10ဦးပဲလက်ခံထားတာပါကျွန်တော်10ဦးပဲလက်ခံထားလောဆယ်ကျွန်တော်တို့ကဒါ6ဦးရသွားပြီပေါ့ကျွန်တော်တို့ဒါဟောကျွန်တော်တို့လည်းဒါဦးဝင်တဲ့ဦးတွေလည်းကျွန်တော်ဒါပြလိုက်တာပေါ့နော်ဒီမဲ့2ဦးဒီမဲ့2ဦးဒီမဲ့2ဦးဒီမဲ့3ဦးဒီမဲ့4ဦးဒီမဲ့5ဦးဒီမဲ့6ဦးရှိသွားပြီပေါ့နော်ဒီ6ဦးဝင်ရသွားပြီဆိုကျွန်တော်နောက်ထပ်4ဦးပဲရောင်းပါတော့မှာနော်4ဦးပို့တဲ့ကျွန်တော်လုံးဝကိုမရောင်းပါဘူးကျွန်တော်တို့လုံးဝကိုကျွန်တော်တို့မရောင်းတော့ပါဘူးကျွန်တော်တို့နောက်တဲ့4ဦးပဲကျွန်တော်လုံးဝကိုမရောင်းတော့ပါဘူးဒါတသိန်းမှာပါကျွန်တော်တို့အထွက်ရင်ကျွန်တော်တို့ပြန်ရောမှာပေါ့နော်ဒဲ4ခွက်ပေါ့ဗျာဒဲ4ခွက်ပေါ့ဒဲ4ခွက်ပေါ့နော်ဒဲ4ခွက်ကိုကျွန်တော်တို့ကဒါမထွက်ရင်ကျွန်တော်တို့ပြန်ရောမှာပေါ့နော်တစ်ဆက်ရင်ကျွန်တော်ပဲပြန်ရောမှာပေါ့နော်ဒါပတ်စံပြန်ပေးမှာပေါ့မထွက်ခဲ့ရင်ကျွန်တော်တို့ဒါပတ်စံပြန်ပေးမှာအာမခံနဲ့ကျွန်တော်တို့ရောင်းတာပါကျွန်တော်တို့အာမခံနဲ့ကျွန်တော်တို့ဒါအာမခံနဲ့ကျွန်တော်တို့ရောင်းတဲ့ကနန်းဒဲ၄ခွက်ပါအားပြောရင်လည်းကျွန်တော်တို့ကဒီကနန်းလေးကျွန်တော်တို့ပြပေးမလို့ပေါ့နော်ကျွန်တော်တို့ကဒီနေ့ကလည်းကျွန်တော်ပြပြီးပါပြီကျွန်တော်တို့ဟွာခိုင်းပေါ့ဗျာကျွန်တော်တို့ဒီရှစ်ခါလိုင်းပေါ့ဗျာနော်6နှစ်8ဒီနေ့3နှစ်5 8ဒီနေ့3 136ဒီနေ့3နေမှာနှစ်3ညနှစ်ဒီနေ့3နေမှာ6 636ဒီနေ့3နေမှာ8 5နှစ်အဲ့ကြတော့ဒီနေ့3ဆိုဒီမှာဒီကနန်းပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့ကဒီ6 3 6 8 6နှစ်8ကဒီနှစ်ခါရယ်သူ့ရဲ့တပင်ကျော်ကနောက်နှလုံးပေါင်း3ရယ်နှစ်ခါရယ်ပေါင်းကျွန်တော်5ပေါ့ဗျာနော်အဲ့ကြဒီနေ့3သူ့ရဲ့နေမှာ2 5 8ရဲ့တပင်ကျော်က3နဲ့9နဲ့10ဒီ5ခါရယ်ပေါင်းတော့လေကျွန်တော်တို့ကဒီ5ပဲနော်5ပဲကြာအဲ့ကြဒီနေ့3သူ့ပဲရကနန်းကျွန်တော်တို့136သူ့ရဲ့တပင်ကျော်9နဲ့6နဲ့နောက်နှလုံးပေါင်းချင်း9နဲ့6နဲ့ပေါင်းကျွန်တော်တို့5ပေါ့ဗျာ5နဲ့တပင်ကျော်3ညာခါနဲ့ပေါင်းချင်းလေကျွန်တော်တို့5ပေါ့ဗျာနော်အဲ့ကြတော့ဒီနေ့3သူ့ပေးမယ်ပြီးမှ2 3ညာ2သူ့ရဲ့တပင်ကျော်ကခွန်8က9ရဲ့ဒီ3ညာခါရင်ပေါင်းချင်းလေကျွန်တော်တို့5ပေါ့ဗျာနော်အဲ့ကြတော့ဒီနေ့3သူ့ရဲ့3ညာခါတပင်ကျော်က4 1ဆို5နဲ့ဒီ3ညာခါနဲ့ပေါင်းချင်းလေကျွန်တော်တို့ဒါ5ပေါ့ဗျာနော်ဒါ5ပြည့်ချင်းနဲ့သွားပါကြဒီနေ့3သူ့ရဲ့ကနန်းကျွန်တော်ဒီမဲ့9ရဲ့တပင်ကျော်က4 6 10ဒီ9ခါရင်ပေါင်းနေတယ်ကျွန်တော်တို့9ပေါ့ဗျာနော်အဲ့ကြောတန်9 2 5 3 5 4 5 5 6 5အ6 5ဖြစ်သွားပြီသူကနေဒီနေ့3ဒီဘဲကနန်းဆိုရင်ကျွန်တော်တပင်ကျော်ကဒီမဲ့နောက်လုံးကခွန်90ဆိုတော့နောက်လုံးကခွန်3ညဆိုတော့ခွန်ပေါ့ဗျာနော်ခွန်ရဲ့ကျွန်တော်တို့ဒီ8ခါရဲ့ပေါင်းမှကျွန်တော်တို့9မှာပေါ့ဗျာနော်9မှာဆိုတော့ကျွန်တော်တို့ဒီပွဲ8ခါပေါ့ဗျာ8ခါဆိုတော့ကျွန်တော်တို့8ခါပါတော့ကနန်းကိုကျွန်တော်တို့ကဒါထုတ်ပြပေးရပါတော့နော်ဒီနှလုံးနဲ့ဒီနောက်နှလုံးနဲ့ဒီနှစ်နဲ့5ဒီ3ခွန်နဲ့5နဲ့5ဒီ3ညနဲ့6 6နဲ့က5ဒီ3ညနဲ့ခွန်8နဲ့ကလည်း5ဒီ3ညနဲ့ဒီ4 1နဲ့ကလည်း5အဲ့ကြောဒီ5နဲ့ဒီ4 6နဲ့ကလည်းဒါ5အဲ့ကြောဒီကနန်းဆိုသူ့ရဲ့တပင်ကျော်ကခွန်3ညဆိုတော့ခွန်ပေါ့ဗျာဒီ8ခါပေါ့ဗျာနော်8ခါပြတ်မှကျွန်တော်တို့5ပြတ်မှာပေါ့5ပြတ်မှာဆိုတော့ကျွန်တော်တို့က
ကျွန်တော်ဒါပြဘူးပါတယ်ကျွန်တော်ရှင်9နှစ်နဲ့ဒါခွန်6ခွန်8နဲ့ဒါ2 5 8နှစ်2 5 8ကိုကျွန်တော်ဒါထပ်ပြပေးတာပေါ့ဗျာနော်အဲ့ဒီ site လေးတွေကျွန်တော်တို့မကြည့်ရသေးလို့လူများကျွန်တော်တို့လူများကိုနော်ဒီမှာ99ခွန်တကက်ရိုက်တာဒီမှာ99ခွန်ဒီမှာ2ကက်ရိုက်တာဒီမှာ99ခွန်3ကက်ရိုက်တာဒီမှာ99ခွန်4ကက်ရိုက်တာပေါ့နော်99ခွန်4ကက်ရိုက်တာအဲ့ဒီမှာပထမကဏ္ဍကကျွန်တော်တို့99ခွန်လို့ရိုက်1 2 3 4 5 6နှစ်ထဲမှာကျွန်တော်တို့ကဒီမှာတစ်ခုသော9ထိပ်9ထိပ်ရဲ့အောက်ကကဏ္ဍ189ကနောက်နေ့မှာကျွန်တော်တို့ဒါမွေးကဏ္ဍပေါ့ဗျာနော်189အဲ့ဒီမှာ99ခွန်6ချင်း1 2 3 4 5 6တစ်ခုသောကျွန်တော်တို့9ထိပ်အောက်ကကဏ္ဍ6လေးတစ်ကနောက်နေ့ထဲမှာကျွန်တော်တို့ဒါမွေးကဏ္ဍပေါ့ဗျာနော်6လေးတစ်ကမွေးကဏ္ဍပေါ့အဲ့ဒီမှာတတိယကဏ္ဍဒီမှာ99ခွန်တော့1 2 3 4 5 6နှစ်ထဲမှာတစ်ခုသော9ထိပ်ဆိုတော့ဒီမှာ9ထိပ်ဗျာ9ထိပ်အောက်ကကဏ္ဍ2 3 4ကနောက်နေ့ထဲမှာကျွန်တော်တို့ဒါမွေးကဏ္ဍပေါ့ဗျာနော်2 3 4မွေးကဏ္ဍပေါ့အဲ့ကျတော့4ကက်စီတို့တော့ကျွန်တော်99ခွန်1 2 3 4 5 6နှစ်ထဲမှာတစ်ခုသော9ထိပ်ကဒီတကက်တည်းရှိတာပေါ့နော်9 6 3တကွက်တည်းရှိတာပေါ့နော်ထပ်မှလည်းမရှိဘူးဗျာနော်အောက်မှာလည်းကျွန်တော်တို့မရှိဘူးဗျာအဲ့ကြောင့်9ထိပ်ကဒီတကက်တည်းရှိသူ့အောက်ကကလည်း68ခွန်ပေါ့ဗျာ68ခွန်ကကျွန်တော်တို့ကဒါချစ်ခါနေတဲ့ပါတော့68ခွန်ပေါ့ဗျာနော်ခွန်86ကတော့ကျွန်တော်ဘာသာရေးကဏ္ဍဖြစ်နေလို့ကျွန်တော်တို့ကမကြိုက်ဘူးဗျာနော်အဲ့ကြောင့်68ခွန်ပေါ့ဗျာနော်68ခွန်ကဏ္ဍကိုဒါကျွန်တော်တို့ပြပေးလိုက်တာပေါ့နော်အဲ့ကြောင့်9ထိပ်ကလည်းဒီ9ထိပ်ကလည်းဒီတကက်တည်းရှိတာဆိုတော့ကျွန်တော်တို့ဒီ9ထိပ်ရဲ့အောက်ကကဏ္ဍဆိုတော့68ခွန်ဒါဒီနေ့တည်းကိုထွက်ရမှာပါကျွန်တော်ရှစ်ကားရှိတော့ကျွန်တော်ဒါ68ခွန်ကိုကျွန်တော်တို့ဒါပြပေးလိုက်ပါဗောနော်အဲ့မှာအဲ့ထဲကနေဒီ99ခွန်ကတော့ဘာကြီးလောက်တော့99ခွန်လို့ဖြစ်1 2 3 4 5 6နှစ်ထဲမှာပေါ့ဗျာ6နှစ်ထဲမှာတို့တာရှင်နှလုံးပေါင်းခြင်း5သူ့ဆောင်မှာနောက်နှလုံးပေါင်းခြင်း5နောက်နှလုံးပေါင်းခြင်း5ရှင်နှလုံးပေါင်းခြင်း5သူ့အောက်ကကဏ္ဍ189ကနောက်နှစ်ထဲမှာကျွန်တော်တို့ဒါမွေးကဏ္ဍပေါ့ဗျာနော်မွေးကဏ္ဍပေါ့ဒီ99ခွန်ကနှစ်ဆိုင်လောက်နေတာပေါ့နော်99ခွန်အဲ့ဒီမှာကျွန်တော်တို့လေ99ခွန်လို့ယူဖြစ်99ခွန်လို့ဖြစ်ရင်1 2 3 4 5 6နှစ်ထဲမှာကျွန်တော်တို့ကဒီမှာရှည်နှလုံးပေါင်းခြင်း5သူ့ဆောင်မှာနောက်နှလုံးပေါင်းခြင်း5နောက်နှလုံးပေါင်းခြင်း5ရှည်နှလုံးပေါင်းခြင်း5သူ့အောက်ကကဏ္ဍ6လေးတစ်ကနောက်နေ့မှာမွေးကဏ္ဍပေါ့ဗျာနော်အဲ့ဒီမှာ3ကက်စီတို့99ခွန်လို့ဖြစ်တယ်1 2 3 4 5 6နှစ်ထဲမှာဒီမှာရှည်နှလုံးပေါင်းခြင်း5သူ့ဆောင်မှာနောက်နှလုံးပေါင်းခြင်း5နောက်နှလုံးပေါင်းခြင်း5ရှည်နှလုံးပေါင်းခြင်း5သူ့အောက်ကကဏ္ဍ519ကလည်းနောက်နေ့ထပ်မှာကျွန်တော်တို့ဒါမွေးကဏ္ဍပေါ့ဗျာမွေးကဏ္ဍပေါ့အဲ့ကျွန်တော်၄ကက်စီဆိုရင်ကျွန်တော်99ခွန်1 2 3 4 5 6နှစ်ထပ်မှာရှည်နှလုံးပေါင်းခြင်း5ဒီမှာနောက်နှလုံးပေါင်းခြင်း5နောက်နှလုံးပေါင်းခြင်း5ရှည်နှလုံးပေါင်းခြင်း5အဲ့ကျွန်တော်နောက်နှလုံးပေါင်းခြင်း5သူ့ဆောင်ရှည်နှလုံးပေါင်းခြင်း5သူ့အောက်ကကဏ္ဍဆိုတော့ရှည်9နှစ်ကဒီနှစ်ထဲမွေးကဏ္ဍပေါ့နော်အဲ့ကျွန်တော်တို့က98နှစ်နဲ့ကျွန်တော်တို့က258နှစ်ကွက်ရမှာပေါ့ဗျာဒဲပေါ့ဗျာနော်အဲ့ကျွန်တော်တို့က68ခွန်တည်းမွေးကဏ္ဍလေ68ခွန်58ခွန်58နှစ်ကျွန်တော်တို့ဒီ258ကြိုင်ထိုးပေါ့ဗျာဘယ်ရင်ထွက်လို့ထွက်မှမသိဒီကောင်းနေကြိုင်ထိုးပေါ့ကျွန်တော်တို့ဒါရှစ်ကားရှိလို့ကျွန်တော်တို့ဒါပြပေးလိုက်တာပေါ့နော်ရှစ်ကားရှိလို့ကျွန်တော်တို့ရှစ်ကလည်းဒါခါရှိလို့ကျွန်တော်တို့ကပြပေးလိုက်တာပေါ့နော်အဲ့ကြောင့်ဒီ68ခွန်ရဲ့ကျွန်တော်တို့258နှစ်ရဲ့258ရဲ့ကိုကျွန်တော်12ကြိမ်ပေါ့နော်ဒီ12ကြိမ်ကြာရင်ထိုးလိုက်ပါ12ကြိမ်ကြာရင်ထိုးလိုက်ပါနော်ကျွန်တော်အားရပြောရင်းနဲ့ဒီ68ခွန်58နှစ်285ကိုကျွန်တော်3ခွက်ပေါ့နော်အဲ့ဒါလည်းထိုးလိုက်ပါရှစ်ခါလေးရလည်းရှိလို့အဲ့ကြောင့်ကျွန်တော်တို့ကမခုနကတပွဲသားကိုကျွန်တော်တို့မွေးကဏ္ဍဒဲလေးခွက်နဲ့ကျွန်တော်တို့ဒဲလေးခွက်နဲ့ကျွန်တော်သိန်းကိုကျွန်တော်တို့ကဒါ6ဦးရောက်သွားပြီပေါ့ဗျာနော်6ဦးကကျန်တဲ့4ဦးရဲ့ရောက်ပါပြီ4ဦးပဲကျန်တော့တာပေါ့နော်4ဦးပြီးသွားရင်ကျွန်တော်လုံးဝကိုမရောက်တော့ပါဘူးလုံးဝကျွန်တော်တို့10ဦးပြည့်သွားရင်ကျွန်တော်တို့လုံးဝကိုမရောက်တော့ပါဘူးဒါအမခံနဲ့ရောင်းတဲ့ကဏ္ဍဖြစ်တဲ့10ဦးတည်းပဲကျွန်တော်တို့ဒါလက်ခံတာပေါ့နော်10ဦးပြီးသွားရင်လုံးဝကိုမရောက်တော့ပါဘူးအမငွေပြန်ပေးပါမှာဗျာနော်ငွေပြန် site က2 site ထုတ်ပြပေးမှာပေါ့ဗျာ2 site ထုတ်ပြပေးမှာပေါ့ဒါ2 site ထုတ်ပြပေးမှာပေါ့တန်သေးရမယ်ဗျာထုတ်ပြပေးမှာပေါ့ကျွန်တော်တို့ကဒီ12ကြိမ်ကိုကျွန်တော်တို့73ကြိမ်ကိုအော်ဂနန်လက်ဆောင်ပေးမှာပေါ့ဗျာအော်ဂနန်လဲ
ဩကနန်းနဲ့လက်ဆောင်ပေးမှာပေါ့ဩကနန်းလဲကျွန်တော်တို့ဒါလက်ဆောင်ပေးမှာပေါ့တသိန်းဝယ်တဲ့လူဒါလက်ဆောင်ပေးမှာပေါ့12ကြိမ်ရောတကွက်တဲ့73ကြိမ်ကောဒါလက်ဆောင်ပေးမှာပါတသိန်းဝယ်တဲ့လူများအဲ့ရောကျွန်တော်တို့6ဦးရပါပြီ6ဦးရပါပြီကျွန်တော်တို့ဒါ4ဦးပဲကြံတော့ပါကျွန်တော်ခုနကလည်းကျွန်တော်ဒီဝယ်ရတဲ့လူများကျွန်တော်ပြလိုက်ပါပြီကျွန်တော်လေမဟုတ်ပါဘူးကျွန်တော်ပတ်စံပြန်ပေးပါမှာတချို့ကတောင်ပြောမြောက်ပြောနဲ့ဘာတွေပြောလို့ပြောမှမသိဘူးဗျာနော်ကျွန်တော်တို့ကဒါဟိုပေါ့နာမည်တစ်လုံးနဲ့လုံးတဲ့ပြီဒီပတ်စံနေလဲကျွန်တော်တို့ကမလေးမှာဘူးတကယ်မထွက်ခင်ကျွန်တော်တို့ပြန်ပေးမှာပေါ့နော်ထွက်ခင်ကျွန်တော်ပြန်ပေးမှာအာမခံပါတယ်ကျွန်တော်တို့အာမခံပါတယ်ကျွန်တော်တို့ဒါအာမခံပါတယ်ကျွန်တော်ဝင်နေတဲ့လူမှ4ဦးပဲကြံတော့ပါတော့တယ်4ဦးပဲကြံပါတော့တယ်နော်4ဦးပြေးသွားရင်လုံးဝကိုကျွန်တော်တို့မယောင်းတော့ပါဘူးဘယ်လောက်ပေးပြီးတန်သိန်းပေးလဲမယောင်း3သိန်းပေး5သိန်းပေးလဲကျွန်တော်တို့လုံးဝကိုမယောင်းတော့ပါဘူးအဲ့လေးပြောရင်အဲ့လိုချမ်းမှချမ်းကြပါလေဗျာနော်ဝယ်ကျင်တယ်ဆိုလဲကျွန်တော်တို့ဒီဟိုဟာဒီခွန်8 10 68နှစ်လေးနှစ်ကိုလဲဒါဘိုက်ပါပေါ့ဗျာနော်ဘိုက်ပါလဲဘူးဘာဖြစ်လို့ရမလဲပုံစံမဲ့ဆိုတော့ခွန်3 691ဒါ68နှစ်ကိုကျွန်တော်တို့ဆုံးဆက်လို့ရပါတယ်ဖုံးဆက်လို့လည်းရပါတယ်ဒီကောင်တော့ဒါဘိုက်ပါ3တာပေါ့နော်ခွန်8 10ကျွန်တော်68နှစ်လေးနှစ်ပေါ့နော်ဒီနေ့မှာကျွန်တော်တို့6ဦးရောက်သွားပြီ4ဦးပဲကြံတော့ပါတယ်ကျွန်တော်ဒါခုနဟိုကလည်းကျွန်တော်ပြလိုက်ပါပြီဒါကျွန်တော်ဒါမန်ပါဝင်တဲ့လူများလဲကျွန်တော်ဒါပြလိုက်ပါပြီကျွန်တော်ဒီမှာဒါဝယ်ထားတဲ့လူများကျွန်တော်ဒါပြလိုက်တာပါကျွန်တော်လုံးဝ4ချိန်မဟုတ်ပါဘူးဒီမှာ2ဦးဒါ3သိန်းနဲ့ပေါ့ဗျာ2ဦး3သိန်းနဲ့ဒီမှာ2ဦးဒီမှာ2ဦးပြီးတော့ဒီမှာ3ဦးဒီမှာ4ဦးဒီမှာ5ဦးဒီမှာ6ဦးရောက်သွားပါပြီ6ဦးရောက်သွားပါပြီဒါ6ဦးရောက်ပဲကျွန်တော်တို့ဒါထပ်ပြရတာပေါ့နော်တကယ်ပြရတာတကယ်အားလုံးကျမ်းမှာချမ်းသာပါကြတယ်ဗျာဝယ်မယ်ဆိုလဲကျွန်တော်တို့ဒါဖုန်းဆက်လိုက်ပါဒီဖုန်းပဲဆက်ခွန်3 6 9 9နေပဲဆက်ကျွန်တော်တို့ခွန်8 10 68နေလေးနေပဲဆက်ကျွန်တော်တို့လေမဟုတ်ပါဘူးဝယ်သွားတဲ့လူလဲကျွန်တော်ကျေးဇူးတင်ပါတယ်ဝယ်သွားတဲ့လူလဲကျေးဇူးတင်မှာကျွန်တော်လဲလေမဟုတ်သူတို့ကလည်းတကယ်ဝယ်သွားတာပါကျေးဇူးတင်ပါတယ်သူတို့ကလည်းလေမဟုတ်ပါဘူးတကယ်ကျေးဇူးတင်ပါတယ်ပေါက်စီရမယ်အာမခံနဲ့ကျွန်တော်လက်ဆောင်နဲ့ကျွန်တော်တို့ကပေးဦးမှာပါတသိန်းနေပါအောင်နော်အားလုံးကျမ်းမှာချမ်းသာကြပါသေးဗျာ